အကျန်နေ့တော့ငါတရင်ကောင်းတစ်ခုယူလာ အားချင်းကောင်းလေနေမိမယူတော့မို့လား နေရလဲနေနာမှာငါ့အကြာကြီးမနေသေးချင်းတော့မိမအတင်းပေးသားနေရ နောက်လာပါတူတာရအားချင်းကောင်းလည်းပြောလေ နေတိုးဆောင်မင်းဖြစ်ချင်တယ်မလား ဖြစ်ချင်တာပေါ့ အေးအဲ့ဒါရှူနေဘွက်တစ်ခွက်နဲ့ငါဆက်ဆက်ရတာပဲ ငါပြောလိုက်တာ အေးမနေ့ကနေငါမိတ်ဆက်ပေးမယ်လေကြိုးစားဖို့လိုရနော် ကျိုးစားမှာပေါ့ နင်သာတိုးဆောင်ကောင်းတစ်ယောက်ဖြစ်မယ်ဆိုရင်နေ့တော့ငါပဲလှုပ်ပြီးတော့ငါအကုန်လုပ်ပြီးမယ် မိတ်ဆက်မယ်ဆိုဟုတ်ပြီဆရာကျွန်တော်မိတ်ဆက်မယ်ဆိုရခမလေး အဲ့ဒီမင်းတွေ့ရဝမ်းသာပါလေ ပြပြမယ် တို့အားရှိတယ် နောက်နေ့တချင်းကဆင်းကြည့်တယ်။အချင်းမကြည့်ရင်ဖြတ်ကုန်တယ်ရ။ နောက်ပတ်လား နောက်ပတ် အဲ့ဆိုမစိုးနောက်ပတ်ကြရင်သမီးနောက်လာမယ့်ဆန်းတယ်ပေါ့နော်ဆန်းတယ်ကြရင်တချင်းတစ်ပုတ်ရိုက်ကြရှိတယ် ဟုတ်ကဲ့ နော်အဲ့ကြသမီးပြုံးဆောင်လိုက်ပေါ့ကျိုးသားမှာမလား ဟုတ်ကဲ့ပြီးတော့ အေးပြီးရပြီအဲ့ဆိုမင်းမလိုက်ကလေးရော ဟုတ်ကဲ့လားဟုတ်ကဲ့ အဲ့ဆိုနောက်တစ်စင်းထားရမယ်တို့ဟုတ်ကဲ့ ။အဲ့ သွားမယ် Clap, 1, 2, 3, 4, go. Oh, ini aja. Apa boleh sih? Aja tak apa deh. ထူတယ်ငါမြင်ပြန် Dah clear dah. Okay no? Sama no? Ready? Camera ready? ready. Clap, 1, 2, 3, 4, go. Rồi sebenarnya ni tak, sebenarnya tak. Naya lah baca, naya lah baca. Gimana ni? Ini mana? Soalnya ni. Soalnya. မင်းမျိုးတော်ကြီးလေးတင်နေမယ်နော် ဟုတ်ကဲ့ ကိုရှမ်းရဲ့ညီမအောင်မထားခဲ့ပါရင်နော် ကိုချိုင်းရဲ့ညီမမထားခဲ့ပါနဲ့နော် ရအဆင်ပြေမင်းတော့တော်ကြီးလေးတင်နေမယ်နော် ဟုတ်ကဲ့ကိုဟုတ်ကဲ့ စင်မကောင်းပါဘူးတကြံရဲ့မင်းနဲ့ငါဆက်တွဲနေမယ်ဆိုရင်ကိုယ့်ရဲ့နှလုံးသားလေးပူးထုသွားမှာစုလို့ငါနဲ့အဝေးဆုံးထွက်သွားပါကွာ ကျွန်တော်ပြောကြည့်မယ်နော် ပြောချက်ပြော စိတ်မကောင်းပါဘူးတကြံရင်နင်းနဲ့ငါနဲ့ဆက်တွဲနေမယ်ဆိုရင်ငါရဲ့နှလုံးသားလေးပို့ထိုးသွားခံမှာကြောက်လို့ ရ နင်ငါရဲ့အဝေးဆုံးကနေထွက်သွားပါတော့ဟာ အဆင်ပြေအဆင်ပြေအဲ့ဆိုအဆင်ပြေဆိုပြိလေးရှာတယ်နော် ဟုတ်ကဲ့ဟုတ် ဒီနားမရဆက်အဆင်ပြေလားအော်ယောလာညီတာ အကျန်ငါဘာလုပ်ပြအောင် ဘာမှမလုပ်ထွက်သွား ပြောကြည့်မယ် Eso es que ya siempre es que manera. Tú estás nada. ခဏတော့ဟောက်တော့လာရင် ။
ညီမလေးပြောလေ ကိုညီမဒီတချင်းတွေမှာတရုပ်ဆောင်လာအဆင်ပြေရတာ စင်ပြပါညီမလေးကလူသစ်ဆိုတော့လိုအပ်ချက်လေးနည်းနည်းတော့ရှိတာပေါ့ တချင်းတွေမှာတရုပ်ဆောင်တွေမှာလူလူရင်ခေါင်းနော် လူလိုရင်ကိုခေါ်မယ်နော် ဟုတ်ကဲ့ကိုဖုန်းနံပါတ်လေးပေးပါလား ရတယ်လေ ကိုအရင်ကဖုန်းဆက်လိုက်မယ်နော် โอเคညီမလေးအဲ့ဒါကိုကြီးတော်ပြင်ပြပါဦး ဟုတ်ကဲ့ ဒီကြမ်းမင်းကပြောမယ်နေပြောပြခဲ့တဲ့စကားလုံးတွေငါမျိုးသိမ့်မထားနိုင်တော့ဘူး ပြောလေမြန်ငေါ့ဆန်းနေ ငါပြောရင်နေစိတ်ဆိုးမှာ စီစဉ်စရာပိုင်တော့စိတ်ဆိုးမှာပေါ့ နေစိတ်ဆိုးရမတတ်နိုင်ဘူးငါနဲ့ကိုရမ်းချစ်တယ် တူတာနင်ဒီနောက်ကဒီစကားပြောရင်နင်ကတကယ်ချင်းဆရာတွေပြတ်တယ် ဟယ်လို ဟိုကိုဆိုင်ရှိလား ကိုရှိုင်းမရှိဘူးအပြင်သွားရတယ်ခုပြောနေတာဘာလို့လဲ ညီမတရားမဟိုကိုဆိုင်နဲ့စကားပြောနေလို့ပါ ညီမအရေးကြီးအမကိုပြောလေအမကကိုရှိုင်းနဲ့မကြခင်မှာလက်ထပ်တော့မယ်တော်တော်လေးလောက်